အာလူပြားကြော်လှုပ်ရှားတဲ့အခါကော်မုတ်ထဲရမှာလားဒါမှမဟုတ်ဂျုံမုတ်ထဲရမလားဆိုတာမသိဘူးဆိုရင်တော့ကျွန်တော်လုပ်သလိုမျိုးလိုက်လှုပ်ရှားကြည့်လိုက်တော့နော်ကြွကြွရွာလေးနဲ့အရန်စားလို့ကောင်းပါတယ်အာလူတွေကိုကျင်းနဲ့အမြင့်လေးတွေရအောင်ချစ်ပြီးရင်ရင်းနဲ့မစေးမိဘူးတော့သတိပြုရပါမယ်အကြောင်းကတော့အာလူမကစီတဲ့အမြောင်များပါဝင်တာကြောင့်ပဲဖြစ်ပါတယ်အာလူမြင့်တွေကိုပကံလုံးနဲ့ထည့်ပြီးစားချက်သားမုတ်မဆလာဂျုံမုတ်တစုံမမောက်ထည့်ပြီးလက်နဲ့တမအောင်နေပေးလိုက်ပါမယ်အဲနောက်ဒေဦးကိုစီတော့ပြီးအာလူမြင့်တွေကိုအဝိုင်းပုံစံထည့်ကြော်လိုက်ပါမယ်မီအေနဲ့မျက်နှာပြင်နှစ်ဖက်လုံးရွှေဝါရောင်တန်းအောင်ကြော်ပြီးရင်တော့အကင်မုံနဲ့ကြက်သွန်မိန်နှုတ်စင်ဖြူပေးလိုက်ပါမယ်ဒီလိုပြုတ်လောက်ထားတဲ့အာလူမုတ်ပြားကကြွကြွရွာလေးနဲ့အရန်စားလို့ကောင်းတာမို့လှုပ်တက်သွားပြီဆိုရင်တော့လိုက်လို့စားကြည့်လိုက်တော့နော်လူကြီးမင်းတို့မှုကြော်စားခြင်းနေဆိုရင်တော့ကျွန်တော်တို့တလို့လိုက်လို့စားကြည့်လိုက်တော့နော်မှုကိုဒီလိုမျိုးကြော်မယ်ဆိုရင်တော့ကြွကြွရွာလေးနဲ့အသားကြော်တွေထက်ပိုစားလို့ကောင်းပါတယ်အရင်ဆုံးငွေနေမှုကိုအပိုင်းကြီးတွေရအောင်ပိုင်းပြီးရင်စားနေငယ်ထဲလက်နဲ့နှံ့အောင်နေပြီး9မိနစ်နှက်ထားလိုက်ပါမယ်အဲနောက်ရေစင်အောင်စစ်ထားပေးလိုက်ပါမယ်ပကံလုံးလွတ်ထဲချက်သွန်မိန်နှုတ်စင်ကျဲဦးအနှဲဂျုံမုံနှစုံကော်မုတ်တစုံစားစွန်တဝက်မဆလာရေအသင့်တင်ထည့်ပြီးဒိန်ရင်နေထားရအောင်မှွေပေးလိုက်ပါမယ်ပြီးရင်တော့စီတစုံထည့်ပြီးရေတက်ကိုထိန်းထားပေးလိုက်ပါမယ်ဒီလိုဆက်ထားတဲ့မုံတွေကကြက်တောင်မန်တို့ပဇွန်တို့ကြော်ဖို့သုံးမယ်ဆိုရင်လည်းကြွရွာပြီးအရန်စားလို့ကောင်းပါတယ်ဆက်ထားတဲ့မုံတွေကိုမှုရဲလောင်ထည့်ပြီးမှုနဲ့မုံတွေတမားများတာစွာကတ်သွားအောင်လုပ်ပေးလိုက်ပါမယ်စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့မီးအလေလန်နဲ့ဖြည်းဖြည်းချင်းထည့်ကြော်ပြီးရှဝိုင်းအောင်တန်းကြွရအောင်ကြော်ပြီးရင်တော့ဆဲထုတ်လိုက်ပါမယ်အဲနောက်အကင်မုံနဲ့ကျက်သွန်မိန်နှုတ်စင်ဖြူပေးလိုက်ရင်တော့စားလို့ရပါပြီမနက်စာစားရတာမကြိုက်တဲ့ကလေးတွေရှိရင်ဒီလိုလက်ဖက်ကျက်ဥလေးလှုပ်ကြွေးကြည့်နော်မွေးပြန်ရတာရှိတဲ့အပြင်လုံနီးကလည်းရင်တွေရိုးတဲတာထက်ပိုလွယ်ပါသေးတယ်အရင်ဆုံးကျက်ဥတွေထဲရေအသင့်တင်ထည့်ပြီးကြက်ပြီးဆိုရင်တော့အရသာဝင်အောင်ကျက်ဥအခွန်တွေကိုအကွဲအောင်လုပ်ပေးလိုက်ပါမယ်အဲနောက်ကျင်းကျက်သွန်ဖြူကျက်သွန်မိန်လက်ဖက်ရွက်နနက်ပွင့်တစ်ချက်ပူကောက်ကရဝေးရွက်ငရုတ်တီကြောက်တဲ့ရေပြည့်ပြီးအရသာအတွက်စားတကြားပဲငက်ပြားရဲ့ကျဲတစုံပဲငက်ပြားရဲ့အနောက်တစုံထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အဖုံဖုံပြီးမီအေးနဲ့မိနစ်20လောက်တည်ပေးလိုက်ရင်တော့ရပါပြီတညလောက်စိတ်ထားမယ်ဆိုရင်တော့ပိုရတာရှိတာမို့ကြိုက်နေတတ်တယ်ဆိုရင်တော့ကလေးတွေကိုလှုပ်ကြွေးလိုက်တော့နော်ကောင်းချင်းဆန်တဲ့ပြောင်းမှုကိုအသားထဲထည့်ပြီးမှွေလိုက်မယ်ဆိုအိုးချတာနဲ့ကနဝင်အစားအစာတကူဖြစ်သွားနိုင်ပါတယ်လောက်တက်သွားပြီဆိုရင်တော့အပြင်ကဝယ်စားဖို့မလိုတော့ပါဘူးကိုယ်တိုင်လောက်တာကအရန်စားလို့ကောင်းရုံမကကလေးတွေကိုလည်းစိတ်ချချကြွေးလို့ရပါတယ်အရင်ဆုံးကောင်းချင်းဆန်ကိုရေတညကြိုစိန်ထားလိုက်ပါမယ်အဲနောက်ရေစစ်ပြီးတော့ဂျင်းကျက်သွန်မိတ်စိန်ရေးရဖို့ကျင်းကျက်သွန်မိတ်ကိုရေနွေးနဲ့မိနစ်20လောက်စိန်ထားပေးလိုက်ပါမယ်ဝက်ဥကြောင်လုံးမယ်ဆိုရင်တော့အစီနေပြီးအသားများတဲ့ဝက်ပေါင်သားကိုရွေးချယ်ရပါမယ်အကြောင်းကတော့သူ့မှာရွတ်တွေပူနေတာကြောင့်နှုတ်ဆင်းလိုက်မယ်ဆိုရင်တော့စားတဲ့အခါတော်တုံအီအီလေးနဲ့ဝါလို့ကောင်းစေပါတယ်အဲနောက်ဗီဒီယိုထဲမှာဖော်ပြထားတဲ့အချို့အစားအတိုင်းအရသာနှက်ပေးလိုက်ရင်တော့အရသာပူကောင်းစေပါတယ်ပါဝင်ပစ္စည်းများဝက်သား4ကီလိုစား30 gramsတကြား15 grams ချက်သားမုန့်20 grams မဆလာ5 grams ငရုတ်ကောင်းအမဲ5 grams ပဲငက်ပြားရဲ့နောက်80 grams ခရူးစီ50 grams အယောင်တင်မုတ်3 grams အယောင်တင်မုတ်ကအယောင်လားစေဖို့တသက်3တာဖြစ်လို့မထည့်လို့လည်းရပါတယ်အဲနောက်ကြိုစိန်ထားတဲ့ကျင်းချက်သွန်မေးရေကိုအသားနှုတ်စင်းနဲ့ထည့်ပြီးဒီလိုစေးကတ်တဲ့အနေထားရသည့်အထိလားရတစ်ဖက်ထဲနေပေးလိုက်ရင်တော့ရပါပြီပြီးရင်တော့ရေစစ်ထားတဲ့ကောင်းချင်းဆန်နဲ့ကလေးတွေကြိုက်တဲ့ပြောင်းမှုစီလေးတွေထည့်ပြီးလက်နဲ့နှံ့အောင်နေပေးလိုက်ပါမယ်စိတ်ဥအခွန်ကိုလည်းဟင်းချက်အရက်လောင်ပြီးရေထဲမိနစ်20လောက်စိမ်ပြီးထားလိုက်ပါမယ်အသားတွေကိုဝက်ဥကြောင်လှုပ်ထဲပိုက်တဲ့ရင်ထိုးထည့်ပြီးဥကွန်ကိုစွတ်ပေးလိုက်ပါမယ်အစုံမထုံထုံပေးပြီးဖြည်းဖြည်းချင်းအစာသွတ်ပေးလိုက်ပါမယ်အစာသွတ်ပြီးတဲ့နောက်အချီကျိုးနဲ့အပိုင်းလေးတွေခွဲကြည့်ပြီးလေထွက်အောင်အပေါက်လေးတွေဖောက်ပေးလိုက်ပါမယ်အဲနောက်မီးအလဲအလန်နဲ့မိနစ်30လောက်အိုးရဲထည့်ပေါင်းလိုက်ရင်တော့ရပါပြီပေါင်းပြီးတဲ့နောက်ဒီတိုင်းတန်းစားလို့ရသလိုပြန်ကြော်စားမယ်ဆိုရင်တော့ပိုမွေးပါတယ်ဒီလိုလှုပ်ထားတဲ့ကောင်းချင်းဝက်ဦးကြောင့်ကအပေါ်ရန်သားကြွကြွလေးနဲ့အတွင်းသားကနူညံ့ပြီးကိုယ်တိုင်လှုပ်တဲ့အတွက်တန့်ရှင်းပြီးကျမကြီးနဲ့ညီညွတ်တဲ့အပြင်လူကြီးရောလူငယ်ပါကြိုက်ကြလို့ကြိုက်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လှုပ်စားကြည့်လိုက်တော့နော်အိမ်မှာဝက်နံရိုးချက်စားမယ်ဆိုလုံးဝအိုရဲတန်းထည့်ပြီးမနှံ့နဲ့နော်အဲ့လိုတန်းထည့်လိုက်ရင်ဝက်နံရိုးတွေကမမချက်ချောက်ကြီးဖြစ်သွားမှာပါကျွန်တော်ဒီနေ့ချက်နီးအမှန်ကိုလူကြီးမင်းတို့ကိုပြောပြပေးသွားပါမယ်ခုတ်ထားတဲ့နံရိုးတွေကိုရင်တွေမဖြော်ပဲစားနဲ့ကြုံမုတ်တစုံစီထည့်ပြီးတန်းစင်အောင်ဆေးရင်ရပါပြီဒီလိုလောက်တာကညှိနှန်းကိုဖျောက်ပေးနိုင်ရုံမကနံရိုးတွေကအာဟာရဓာတ်ကိုလည်းထိန်းထားနိုင်ပါတယ်။အိုးရဲစီပူလာရင်ဝက်နံရိုးတွေကိုထည့်ပြီးစီထွက်လာအောင်ဖြည်းဖြည်းချင်းကြော်လိုက်ပါမယ်။မျက်နှာပြင်အားလုံးရွှေဝါရောင်တန်းအောင်ကြော်ပြီးရင်တော့ချက်သွန်မိတ်ကျင်းနနက်ပွင့်တစ်ချက်ပိုးကောက်ကရဝေးရွက်ငရုတ်တီကြောက်တကြားရည်အသင်တင်ထည့်ပြီးအယောင်တအောင်မီးအလဲအလန်နဲ့နှောက်အောင်မွေးကြော်ပေးလိုက်ပါမယ်။အဲနောက်ဘီယာတပူယူနွေးတစ်စလုံးထဲအရသာအတွက်ပဲငက်ပြားရည်ကျဲခယူစီစားချက်သားမုတ်ထည့်ပြီးမိနစ်40လောက်အဖုံးအုပ်ပြီးတည်ထားပေးလိုက်ပါမယ်။အသင်ရှိရင်တော့အယောင်လှအောင်လို့ကျက်သွန်မိန်နှုတ်စင်ဖြူပေးလိုက်ရင်တော့ရပါပြီဒီလိုချက်ထားတဲ့ဝက်နံရိုးနှက်ကလက်ဆက်မွေးပြန်ရတာရှိလို့ကြိုင်းနေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းမိသားစုဝင်တွေကိုလိုက်ချက်ကျွေးလိုက်တော့နော်